အားလုံးပဲမင်္ဂလာပါ APP Test and Review မြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမိတ်ဆက်ပေးခြင်းတဲ့ application က Arowa ဆိုပြီ Arowa ဆိုတဲ့ application လေးနဲ့မိတ်ဆက်ပေးခြင်းတယ်ခင်ဗျာသူကဘာနဲ့တူတုံးဆိုတော့ကျွန်တော်အရင်တော့ကစားတဲ့ P1 P2 လောက်ဆိုလို့ရှိရင်ကျွန်တော်ရေနံ game နဲ့တူတယ်ကျွန်တော်PC တွေပိုင်းမှာနဲ့ကွန်ပျူတာနဲ့ကစားရဲဆိုရင်တော့ကျွန်တော်တို့channel ပုံစံမျိုးဗျ channel ပုံစံမျိုးကျွန်တော်အရင်တော့ဆိုလို့ရှိရင်ကျွန်တော်ကစားဦးတဲ့ channel ဆိုလို့ရှိရင်အမေရိကန်တက်တို့တရုတ်တက်တို့ကလားတက်ကိုမှကိုဖြောက်တက်တို့တရုတ်တက်ဆိုလဲအဲ့လိုမျိုးပဲအမေရိကန်တက်ကောက်ဆောက်ခိုးပြီးစောက်တာတို့ပါတော့အဲ့လိုမျိုးပုံစံမျိုးလေးသူကလုပ်ပေးထားတာဗျမိုက်တော်မိုက်အဲ့လိုကစားဦးတဲ့သူဆိုရင်တော့ဒီနေ့တော့အသက်ဆွဲကြိုင်မှာပဲခံမမိတယ်ဗျအဲ့ကျွန်တော်ကစားကြည့်လိုက်အောင်ကြည့်ပါ game ဆိုပြီးတော့အားတော့ global conflict မိုက်တယ်ကျွန်တော်PC ကစားဖို့တဲ့သူတွေဆိုရင်တော့သူ့လည်းပြောနေကြတော့မလို့ဗျ forest တကယ်လို့မှကိုကအကောင့်ရှိရင် restore တဲ့ကောင်ဆိုပြီးရွေးလို့ရတယ်ကိုကတော့ကျွန်တော်ဒီဘက်ကိုရွေးလိုက်မယ် like လောက်လိုက်မယ်အားတော့ global conflict ဒီ loading map တွေကျွန်တော် PC မှာကစားဖို့တဲ့သူတွေဖြစ်ဖြစ်ရေနံကစားဖို့တဲ့သူဆိုရင်တော့တိုးတလေအရင်ကြီးရှင်းပြနေကြတယ်မလို့ဗျမိုက်ဟောတော့တိုက်ဒီမြန်ရောတိုက်လို့နေရောတင်ကားလေးပါရောတင်ကားတော့မှသူကအဝေးပစ်တွေပါရောအကုန်လုံးပါတယ်ဗျကိုယ့်ရဲ့ strategy ဘိုင်းနဲ့ပတ်သက်ပြီးတော့ကစားတဲ့နေထားပုံစံမျိုးတွေပေါ့နော်မိုက်သူ့ရဲ့ပြောလိုက်တဲ့အတိုင်းခိုင်းတဲ့အတိုင်းလေးလိုက်ပြီးလုပ်လိုက်မယ်yes slash all units ဆိုရင်အကုန်လုံးနေလိုက်ပြီ all units ဖြစ်ပါတယ်အဲ့တော့ပြန်မယ် Our building is destroyed. anyway ပြောတဲ့ instruction တိုင်းလေးပဲသူလောက်ခိုင်းတဲ့ဥစ္စာလေးလိုက်ပြီးလုပ်လိုက်အောင်ထပ်ဆောက်ခိုင်းတယ် Place the building. power plant ထပ်ဆောက်ခိုင်းတောက်လိုက်မယ် Our base is under attack. installation လုပ်ပြီးတော့ Our unit is like under me? attack. Construction complete. oh my ဘာလဲဆိုမိုက် target သွားခိုင်းတဲ့ဥစ္စာဒီဘက်မှာသွားခိုင်းတာတော့အကုန်လုံး target သွားခိုင်းမြေဝါးလေးပြောလို့တောင်းရရနော်မြေဝါးတော့ထောက်ပြတောင်းလို့ရတယ် Our unit is under attack. မြန်မာနိုင်ငံမှာတော့တော်တော်များများတော့တိတ်တော့ဒါကြောင့်ကစားတာတော့အရင်ကြီးတော့မတွေ့ဘူးပေါ့ Enemy detected. ဒီလိုမှမိတ်ဆွေကပထမဆုံးအနေနဲ့စပြီး try မယ်ဟောကြည့်လို့တော့အကောင်မပြီးချင်မိုက်တော့ကျွန်တော်ပြောပဲအညာ general game ကိုပါလို့ရေနံတို့ကစားဖို့လုပ်ဖြစ်ရင်တော့အထူးလည်းရှင်းပြနေကြမလို့ဒါဥစ္စာအရင်ကြိုက်ပါကြတယ်ဒီဟက်ကတော့သွားတိုက်ခိုင်းတာတိုက်ကြည့်ဒီမြန်ဟုတ်မြန်တော့ဒီခွန်းတင်ကားရိုင်းထုတ်ပြီးတော့တက်မယ်စတယ်ဟောတိုက်သူခိုင်းတဲ့အတိုင်း instruction အတိုင်းလိုက်ပြီးလုပ်တော့ဆိုတော့တန်းပြီးတော့မြန်ပြီးသွားတာပေါ့အဲ့လိုမျိုးပုံစံမျိုးတွေပါဟုတ်ကဲ့အဆက်
David dash on a fire လုပ်ပြီးတော့ပတ်80ရာခိုင်နှုန်း100ရာခိုင်နှုန်းဒီတော့ဒီနောက်ပြန်သူလိုအပ်တဲ့ဥစ္စာလေးတောင်းလို့ဆွဲတယ်18ရာခိုင်နှုန်း19ရာခိုင်နှုန်းမခါဘိုက်ကတော့အရင်ကြီးတော့မများဘူးလေကျွန်တော်ရင်တော့ကစားဘူးလားဆိုရင်မခါဘိုက်600လောက်ပဲ speed ကရှူတာဗျဒါအဲ့ဒါ mobile legend တို့ဘာလို့ဆိုလို့ရှိရင်10 GB တို့8 GB တို့အဲ့လောက်ထိကိုတိုင်းနေရာယူလိုက်ဗျတကောင်းတော့ပေါ်ပေါ်လေးနဲ့ကစားပြီးတော့ online game တော့ online game ပဲဒါပေမဲ့အဲ့လောက်ကြီးထိတော့speed မယူရငငယ်လောက်ပဲ600 MB 1 GB တောင်မှမပြည့်ချင်600 MB 900 MB အဲ့ပတ်ဝန်းကျင်လောက်ပဲသွားလိုက်ဗျသွားနေရှိတယ်လို့ဒီဖက်နေရှိတယ်ပဲ20 ဒီပြတော့မယ်ဒါဖိုင်လေး100% ပြည့်သွားပြီတော့နေရှိတယ်တော့သူ auto download ဆွဲပြီးတော့သူလိုရတဲ့ file လေးတော့သူ auto ထည့်ပြီးသွားတယ်အဲ့ဒီမျိုးလေး Victory. ဒါကျွန်တော်အရင်တော့ကစားထားတဲ့ဥစ္စာဆိုတော့ကြတော့နောက်တစ်ကြိမ်အစနေပြန်ပြီးတော့နောက်ဗီဒီယိုကြီးတိုင်းတော့အစနေပြန်ပြီးလုပ်ပြီးနော်။နောက်ကျွန်တော်အရင်တော့ကစားထားတဲ့ဥစ္စာလေးဆိုတော့ကြတော့ဒီမျိုးမှာအများကြီးတော့ပါတယ်ဗျ။ဘယ်တင်နေဒီမှာချန်ပီယံဥစ္စာလေးဆိုရင်ဒီမှာကိုလိုက်ပြီးတော့တိုက်ရတဲ့ဥစ္စာလေးရှိမယ်။ဒီကနေစပြီးတော့စကစားမဲ့သူဆိုရင်တော့ဒီကနေ1 2လောက်ခိုင်းတဲ့ဥစ္စာလေးလိုက်ပြီးလုပ်ပြီးမယ်။မရှင်လေးလည်းအဲ့လိုမျိုးပုံစံမျိုးလုပ်ပြီးလို့ရှိရင်သူကနောက်ပိုင်းကျလို့ရှိရင်ခိုင်းတဲ့ mission လေးလုပ်မယ်နောက်ပြီးကြလို့ရှိရင်ဒီမှာဆိုရင်သူကသူတစင်ချင်းနဲ့အဲ့လိုမျိုးလက်နဲ့တွေရတာပေါ့ဒီမှာဆိုတော့ top secret ဆိုပြီးတော့ဒီကောင်လည်းမရသေးဘူးဒီကောင်လည်းမရသေးဘူးသူလာမှာအများကြီးပဲဗျအစာအုပ်တွေဆိုရင်လည်းအဲ့တိုင်းပဲဒီကောင်ဆိုလို့ရှိရင်သူကဟိုnuclear ပုံစံမျိုးဒီကောင်ဆိုလို့ရှိရင် torpedo ဥစ္စာရေးတဲ့ပြစ်တဲ့ဥစ္စာပါတယ်ဒါပေမဲ့ hero တွေပါလည်းပါတယ်နော် hero တွေမြင်တစ်ခု2ကောင်3ကောင်4ကောင်5ကောင်6ကောင်6ကောင်တော့မပါတယ်ဥစ္စာဆိုရှင်အဲ့ဒါမျိုးတော့သူ process လေးနဲ့သူတဖြည်းဖြည်းတော့မှတစ်ကောင်ဆိုလို့ရှင်လေဟိုဘုံကျဲတဲ့ဥစ္စာကြီးအဲ့လိုမျိုးပုံစံမျိုးလေးကျွန်တော်ပိုင်းကျရင်ဆက်ပြီးကစားပြပါမယ်နော်ကဲအားလုံးပဲဒီ game လေးကိုစမ်းပြီးတော့ကစားကြည့်ဖို့ကျွန်တော် recommend ပေးတယ်ဗျာနောက်ဗီဒီယိုမှာတွေ့ကြမယ် mission လေးလည်းလုပ်ပြီးတော့ကျွန်တော်တင်ပေးပါမယ်နော်